ကလင်ကျင်းတော့ကောင်းမင်းတို့ကကြက်တိုက်တော့ရိုးသားသားမတိုက်ပဲနဲ့ကလင်ကျင်းတော့ပါဟမ်ခင်ဗျဘာလာပြောနေတာလေ ဘာလဲတော့ပြောပါလဲကွာဟောအိုက်ကောင်ဒီကအဲ့ဒီကောင်ကျွန်တော်ချက်ကိုပြုတ်စီရတော့ပါတယ်ဒီပါလေးအခုငါချက်ခေါင်းတော့မထူနိုင်တော့ဘူးကွာအဲ့ဘာလာပြောနေကိုယ့်ချက်ရှုံးနေနေပြဿနာလားမရှာအေးပြဿနာရှာလာမို့မင်းတို့ကလေးကြီးလို့ဒီကောင်လာတာအဲ့ဒီတော့မလုပ်လို့ရှင်းပါအဲ့တော့ခင်ဗျားတို့ကဘာဖြစ်ချင်လူမစကားပြောဟာလားချကွာချဟို这这要呀！不留你要，不留你不要，啊！救我一命！救我一命！哎，ဘာပြောသေးလဲချီတော့ဟမ်ကျိုးသွားပြီလားမသိဘူးချောက်ကျိုးပါပြီတွေ့လားကျိုးလို့ပြန်အေးဘာပြပါကွာမင်းမဖြစ်ဘူးလားအေးလေကျိုးတယ်နေတာပဲမင်းရောဘာဖြစ်သွားလဲငါလက်ကျိုးကဘဲဘဲလက်လက်မီကျိုးတော့ကျိုးသွားသလားလို့မှန်အေးဟာမဖြစ်ပါဘူးဟမ်ဘာဖြစ်ပါ မဖြစ်လေကျိုးမယ်ကျိုးလိုက်တော့မယ် ကျိုးလိုက်တော့မှာ ကျိုးမှလည်းအဲ့ဒါမှတကြီးဟောတော့တိုင်ပြီးတော့ချက်ဖို့ပြန်ရမှာလေ အဲ့သူကလည်းကျိုးလိုက်ပြီအေးကျိုးလိုက်တော့လေ ပတိကြီးအများကြီးစီးသွားမယ်တကြီးအိမ်သွားမယ်ရော်ရဲသွားတောင်းမယ်သွားမယ်ဟေ့ဒီကျိုးထားတယ်လေမင်းလည်းသတိမိုက်ထောက်ပါဘောဟာ မင်းလည်း6ကျိုးတယ်လေဟာယောအကွာနားလိုက်တာဒီနားလိုက်တာကဲလာကြထိုင်ကြနင်တို့ငါစောင့်နေတာဟုတ်ကဲ့ဟာဒါပါလိမ့်လားဒီအိမ်ကိုရောက်ပေးရတော့မယ်လေအဲ့ဟိုတခါတည်းယူလာကဲတကြီးပြောဘယ်လောက်ရောရမလဲနင်တို့အချင်းချင်းညှိနှိုင်းကြနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ငါလုပ်ပြီးပါမယ်ဟာဟဲ့တယောက်လေးအဲ့ဒါဘာလုပ်ဖို့လဲရေးထည့်ပေးမလို့လေဩရွဲ့နေတာဟဲ့ရင်းနှင်းနေအောင်မလေးနားလိုက်တာကွာနားလိုက်တာမင်းပဲနာတာမဟုတ်ငါလည်းနာတာပဲကွာသူကလောက်တော့မလုံနိုင်တော့ဘူးဟဲ့ကျော်ကြီးကိုမြရအောင်တောင်းတော့အေးပါရှေ့ကိုလျှောက်ပါလို့အနောက်ကိုတဲ့ညော်လိုက်ရင်အရှိကိုလျှောက်ပါလို့အနောက်ကိုတဲ့ညော်လိုက်ရင်ပုတ်ပေးစချီမလာတဲ့သူကိုတရာတအားနဲ့များမစိုးတနာစိတ်တွေပုတ်ပေးစချီမလာတဲ့သူကိုတရာတအားနဲ့များမစိုးနာစိတ်တွေပုတ်ဟဲ့ပါလေဟောဒီလောက်ဖြစ်နေတော့မှမင်းတို့ကနိုင်သေးတယ်နော်မင်းတို့ဇက်ထောင်ပေးဦးမယ်ရှင်းသမျှစီးစိမ်နေကောင်းအောင်လို့အကျိုးစော်အကမ်းမို့နေတော့โอ้ခြေတော့ကနေပြစ်တာငါးရောင်နေတာမားနေတယ်မင်းတို့တွေအဆင်ပြေအောင်ညှိနှိုင်းကြစင်ပြောင်းနှိပ်ပေးပါမယ်တကြီးရဲ့ဒါမဲ့အရင်တခါလို့1000တော့မရဘူး1500တော့ပေးလိုက်နော်တကြီးနော်ဟဲ့အရင်တစ်ခါပေးတဲ့1000နင်းမဟုတ်ပါဘူးဟိုကပြီးတာငါပါဟာကူကကုန်စည်နှုန်းတွေတက်တော့ရောကြီးလက်တက်တဲ့သဘောပေါ့ဟဲ့ဆိုင်လေအော်ဒုက္ခပဲကဲပါဟာနင်းလည်းပေးနိုင်နေတာပဲပေးလိုက်ပါဟာတကြီးကလည်း तू မပေးရတိုင်းလာပြီးတော့အဖတော့အဆင်ပြေအောင်ပြောပြတာပါဟာကျွန်တော်တို့ရန်နာနေလို့ပါတကယ်ပါဒီလိုလက်တော့မမြောက်နိုင်ဘူးကိုနေသွေးရှင်သူတို့ဒီလောက်တိဖြစ်အောင်လုပ်လိုက်တယ်ပေါ့လေဟာလားငါလက်စငါသိပါတယ်ဟာတွေ့လားအဲ့လောက်မဟုတ်ဘူးတဲ့ပေးစရာမဟုတ်ဘူးဟိုအဲ့လောက်မဟုတ်လေဟာနားတွေညှိလို့ပေးလိုက်တော့အေးသွားတာဗောတကြီးကလည်းတယောက်ကို1500နှစ်ယောက်ဆို3000ပါအောင်တကြီးရဲ့ဒီတော့တရားသားတာပြီးဟိုကောင်လာလို့ရှိရင်ငါတို့ကအဲ့လာငါတို့ဝိုင်းနောက်ကြတော့မယ်လာမြင်ဒီမောနင်ခေါ်လို့တာလိုက်လာ
ငါစကားတိတ်အများကြီးပြောနေတာဟိုရောက်လည်းကြက်သမားတွေကအများကြီးစကားအများကြီးပြောပြီးတော့ကြက်ကြောင်းလည်းငါတိတ်နားလဲတာမဟုတ်ဘူးကွာ ကဲတော်ပါ ဘယ် တော့ လူခေါ်လိုက်ပြီးတော့ဟိုရောက်စကားတွေကအများကြီးပြောအောင် ဒါတွေကြီးလိုက်တာဟဲ့ဗစက်ပိတ်ထားစမ်းပါအဲ့ကြက်နိုင်လို့ရှိရင်ညို့ငါဝေစုတော့ပေးမယ် အေးအဲ့ဒါဖြစ်လေပြီးရော ဟဲ့ငါတို့နောက်ကျနေပြီလားနော်စပြီလားပွဲစပြီလား ဖွက်စားပြီလေ အေးလေ နေမတယောက်ကြောင် အာဒီနေ့ကစပြီငါ့ယောက်ျားဘာမှမလုပ်တော့ဘူးငါ့ယောက်ျားလုံးသမျှဟာတွေအကုန်လုံးငါအလုပ်မယ်ဒီနေ့ကစပြီကြက်တိုက်မယ်အရက်တော့မယ်ငါအကုန်လုံးမှာဟဲ့ကိုတလန်အဲ့ကြက်ကိုသူဘာလုပ်နေကြလဲလား အဲ့လားကြက်ကိုရေမုံတာလေ ဟမ်ရေမုတ်တော့ဘာဖြစ်လဲလား ဩရေမုံတော့ဟာတက်လုံကောင်းတယ်အမောစီပေါ့အမောစီကွာမှာအဲ့တော့တက်လုံကောင်းမှာ तू ခွတ်နိုင်အဲ့လားမနိုင်မှာပေါ့ ဟောကြက်ကိုရေဖြန်းရင်လမ်းတယ် အေး โอเค ခဏ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 နော်ခဏလောင်းမယ်ဝါအေးရခွတ်တော့မယ်ခွတ်ကြမယ်လောအောင်မလေးအေးအေးတိုင်းပြီဟဲ့ ရေးကြိုက်တယ်ရကြအေး ဟေး ကြရ အတော်ပြီရ ချလိကွာကြက်ကြီးနေနေပြီ ဟဲ့ဘူးချက်ကဘာလို့လဲစင်းခံနေရလဲကိုလာတော့ဘူးလားကော လဲနေပြီခံပါပါဟိုကကြက်ကိုရေမုံရပုံတာနင်ကဘုံလိုက်လောက်ကြမှာပါကြက်ကရေနေပြီမခွန်နိုင်တော့တာလေ အဲ့ရှင်းတဲ့ချိန်နားလာဆို အော်ဟိုကမောက်တာနင်ကဘုံလိုက်လောက်ချတာဟိုသွားပါပြီဟာ တော့လောက်ဖြက်လာတွေ့တယ်ဟာလာလာ 啊，中考！ ဘာလုံးနေကြတာမသိငါပြင်ထွက်မှာကြောက်လို့သူတို့ကအိမ်ရှိရထိုင်ဆောင်နေကြထင်တယ်ရတယ်ငါနောက်ဖေးကသွားမှာပါဟိုကောင်တော့လာပြီဟဲ့မင်းပါကြည့်ဟဲ့တက်လန်မင်းဘာကြည့်နေတာလဲလို့ငါမေးနေတယ်လေငါစကားနေတယ်လေကွာမင်းမေးတာကိုငါဖြေလိုက်တော့ငါဘာကြည့်နေတယ်ဆိုတာမင်းကိုပြောပြတော့ငါစကားများကြောက်မှာပေါ့ငါစကားနေတာကိုတရွာလုံးလည်းသိတယ်ဘေးကရွာတွေကသိတယ်ကဲဟဲ့မင်းစကားနေတာတွေများတာတွေမင်းကြည့်တာတွေငါ့ကိုမပြောချင်နေမင်းငါမေးတာတော့ဖြေရမင်းမေးတာကိုငါဖြေလိုက်တော့လေငါစကားတွေအများကြီးပြောရမှာပေါ့အဲ့တော့ငါစကားများတယ်လူဖြစ်သွားလိုက်မယ်ငါငကိုတွေကစကားနေတယ်လေကွာမင်းငါအခုမေးတဲ့ကိစ္စကိုမဖြေဘူးဆိုရင်ဣမွန်ရဲ့ယောက်ျားငါနေသွင်းတဲ့တိုင်ပဲမှာနော်နေသွင်းတဲ့တွေ့ရင်မင်းမလွယ်ဘူးနော်ဟဲ့ကိုဘွားကိုတွေးထားလိုက်တို့ကလည်းကွာချင်းချောက်လိုက်တာလောက်ဆိုလည်းပြောပြမယ်ကွာဖြစ်ပုံကဒီလိုကွာ ဝါအေးဟဲ့ငါတို့ချက်ကဘာလို့လဲစင်းခံနေရလဲကိုလာတော့ဘူးတားကော လဲနေပြီခံပါပါဟိုကကြက်ကိုရေမုတ်ရမုတ်တာနင်ကဘုံလိုက်လောက်ကြမှာပါကြက်ကရေနေပြီမခွန်နိုင်တော့တာလေအဲ့ဒါဆိုရင်တော့မင်းမပြစ်မရှိပါဘူးဒါပေမဲ့မင်းအဖော်လိုက်တော့နည်းနည်းအပြစ်ရှိနော်မင်းမင်းလည်းပြစ်နေနေရှိဟာဟေ့ဟမ်ဟိုမနေသွေးလားဟာဟေ့ကောင်ဟေ့ဟိုဖြစ်ချောင်းကုန်စင်ကွာမင်းလည်းအကုန်သိနေတာပဲဟိုသူလိုက်မင်းမရှင်းပြလိုက်တော့အေးပါတေချာချင်းပြလိုက်နော်တော့ကြငါရှင်းပြငါစကားများလေးဟုတ်ပါပြီငါသိပါပြီသွားပါတော့မင်းတေချာချင်းပြလိုက်နော်ဟာရှင်းလိုက်အေးရောက်တေချာချင်းပြလိုက်ပါကွာတော့ကြငါရှင်းပြနေလေငါစကားများသွားပါတော့ဒီမှာနေလေလောင်းရဟိုင်းတော့ပြောဖောက်ခေါ်ဝမ်းဒီကောင်းဘာဖြစ်ဘာဖြစ်ရမှာလဲမင်းမိမမင်းရဲ့ကြက်ကိုယူပြီးတော့အောင်တိုးတို့နဲ့ကြက်သွားတိုက်တာရှုံးသွားတယ် မဖြစ်နိုင်ဘူးကွာငါချက်ကအောင်တို့ကြောင့်နိုင်ပြီးသားလေ အကြက်မကုတက်လို့ရှုံးတာနေမှာဗောကွာ မဟုတ်သေးဘူးနော်င
ငါမိမအိမ်မှာရှိနေ မင်းမိန်းမနဲ့အတူကြက်သွားတိုက်တဲ့တက်လန်းကိုငါအခုလေးနဲ့ခေါ်မေးပြီးပါသူငါအကုန်ပြောပြပါတယ် အဲ့ဒါမင်းရဲဆိုင်စောင့်နေငါအိမ်ခဏပြန်ကြည့်လိုက်အောင်မယ် ကောင်းတော့နော်ပူပူလေးဒါစားမယ်အေးအာတော်ရအသားကြီးပဲနော်အသားကြီးပဲခဲအောင်ကောင်းပြည့်ပြည့်ငါရောအော်တာဆူတော့နော်ဒါဘာလုပ်လဲဒါဘာလုပ်ဒေါ်လေးဒါဘာလုပ်နေကြလဲလို့ အရတောင်းနေတာ ဟာအရှက်ဆောင်နေဘာလို့ဆောင်တာလဲ တော့လားဘာဖြစ်လို့တောက်မှာတော့မင်းနောက်ကိုလိုက်ပြီးယော်နေရတယ်ပြဿနာတွေလိုက်ပြီးဖြေရှင်းနေရတယ်အဲ့တော့မင်းလောက်တာမှန်သမျှကိုအကုန်လုံးလိုက်လောက်တော့ဟဲ့စစ်ပါဒီလားလေးလေး ငါသားကြီးရောင်းပြီးသွားရင်3000လို့မင်းကိုပေးမယ်လို့ပြောတာဟေးတော့ငါလည်းပေါ်ရပါငါ့မှာထည့်ပြီးလို့ခွက် တာပလင်းလိုက်မောလိုက်ဆောင်ပလင်းမောဘလေးမောအမီးလေးပါလေစောင်းတောက်နေဆွတ်တောက်နေတယ်တော့ချိုတော့3000တောင်လို့လားချိုလိုက်တာချိုရပဲနော်ဒီဒေါ်လေးတောက်လိုက်ကျွလာအောင်လေဒေါ်လေးတူမေးကောင်းလို့တော့သူ့ကိုကျွေးရမှာတော့မေ့နေကျွေးလိုက်ဘုမောင်နိုင်ကိုကျွေးလိုက်တက်ကလေးကိုဟောင်းလောင်းလေး3000တန်းပစက်လေးကိုဟာနေတာပဲယောချုံနာပဲ ဟုတ်3000တန်းဒါဆိုငါသားကြီးပေါ့မင်းလုံးရတယ်ကွာဟာတာကြီးဟာဖေးသားကြီးဟာပြမပြရလေကွာ